အရန်ထက်မြက်တဲ့အမျိုးသမီးတွေကိုကျွန်မမြင်ဘူးတဲ့သီလားစီးပွားရေးလမ်းကြောင်းမှာဆိုရင်လည်းငေးနေရတယ်သူတို့ကိုလေသူတို့ပြောလိုက်တဲ့အတွေ့အကြုံတွေသူတို့စီးပွားရေးအကွက်အကွင်းတွေဘောနော်အဲ့လိုမျိုးတွေကျွန်မတွေးလိုက်ရတဲ့အချိန်မှာကိုလည်းအားကြတယ်စီးပွားရှာတာလေဒါပေမဲ့အဲ့မှာဘာဖြစ်လဲဆိုရင်ကိုပြေးသလောက်နောက်ကမလိုက်နိုင်တဲ့အမျိုးသားတွေရှိတယ်ဒါပေမဲ့အမှန်တော့သူတို့ကဒန်းတူတော်တယ်တခုခုဆိုရင်အမျိုးသမီးတွေရဲ့ဖြတ်ထိုးညံကတခါတလေမှာအားတာသွားတာလေးတွေရှိတယ်ဆိုတော့အဲ့အတိုင်းတာလေးပါကျွန်မမြင်မှုတဲ့အိမ်ထောင်ကြီးတစ်ခုကတော့အမျိုးသားကသူ့ကိုယ်သူအားငယ်တာပိန်ငယ်တာကျွန်တော်တို့တွေစကားပြောနေပြီဆိုရင်တော့သူကလေကျွန်တော်တို့ရဲ့စကားဝိုင်းထဲကိုဝင်လာဖို့မနှဲဆွဲခေါ်ရတယ်အဲ့တော့ကျွန်မသူ့ကိုအကဲခတ်လိုက်တဲ့အချိန်မှာအော် तू ကသူ့မျိုးသမီးအရန်ထက်မြက်မှုအပေါ်မှာသူ့ကိုယ်သူတိမ်ငယ်မှုလေးတွေဖြစ်နေတာပဲဆိုပြီးတော့မှကျွန်မအဲ့ဒီလိုမျိုးလေးတွေးမိလိုက်တာပေါ့နော်အဲ့တော့ဗာလဲဆိုရင်ကျမတို့ကအဲ့လိုဖြစ်နေတော့သူတို့ရဲ့အိမ်ထောင်ရေးလေးကတခါတရံမှာကတောက်ကဆလေးဖြစ်တယ်ဆိုတာကဗာလဲဆိုရင်အမျိုးသမီးကအရင်ထက်ပြတ်တဲ့အတွက် तू ကအနောက်ကနေကန့်လန့်လေးလှုပ်လိုက်တာပေါ့အမျိုးသမီးကဒီလိုဖြစ်စေချင် तू ကမဖြတ်နေ तू ကနည်းနည်းစိတ်ကတိကအောင်လေးဖြစ်အောင်လှုပ်လိုက်တာပေါ့ဆိုတော့အဲ့ဒါလေးဒါပြင်လိုက်နိုင်ရင်သူတို့အိမ်တော်ကြီးလေးကအရန်ကိုတာယာသွားမှာပဲလို့ကျွန်မနော်မြင်လိုက်တော့အဲ့တော့ဗာလဲဆိုရင်အမျိုးသမီးကကျတော့သူ့ရဲ့မာနာငါမှန်တယ်ငါလုံနေတဲ့အရာတွေငါမိသားစုအတွက်ဖြစ်တယ်ငါစီးပွားရေးတွေကငါမိသားစုသူ့အတွက်သားသမီးအတွက်ဖြစ်တယ်မှန်တယ်ဒီအပေါင်းအသင်းသူပေါင်းနေတဲ့အပေါင်းအသင်းတွေနဲ့ငါသိစရာအကြောင်းမရှိဘူးငါခေါ်စရာအကြောင်းမရှိဘူးနှုတ်ဆက်စရာအကြောင်းမရှိဘူးသူကကျတော့လေအဲ့လိုလေသူ့မျိုးသားလေးကကျတော့သူ့ရဲ့အပေါင်းအသင်းတွေနဲ့သူ့မျိုးသမီးကိုခင်စေချင်တယ်အဲ့ဒီနေရာမှာကျမဆိုရင်တော့ကျမခင်လိုက်မှာအဲ့အမျိုးသားတွေကိုခင်လိုက်မှာအဲ့ဆိုကို့အမျိုးသားဘာလုပ်လဲဘလို့လုပ်လဲဘလို့လဲဒီလိုမျိုးဟာတွေပေါ်မှာကျမကအသေးစိတ်သိလိုက်ရတဲ့အခါကျတော့ကျမကဘာလုပ်လို့ရသွားလဲသူတို့ကျမအမျိုးသားပေါ်မှာ control လုပ်လို့မရတော့ဘူးเนาะအဲ့တော့ကျမတို့ကတခါတလေမှာလဲအမျိုးသားပေါ်မှာလိုက်ပြီးတော့ဒီလိုလေးတွေနားလည်ပေးရတာတွေရှိတာပေါ့နော်ဒါကြောင့်ဒီနေ့ကျမပြောပြတဲ့အမျှဝေတဲ့အကြောင်းအရာလေးတွေကနေပြီးတော့မှသင်တို့အတွက်ဘုဒ္ဓတာလေးတစ်ခုရရှိသွားမယ်ဆိုရင်တော့ follow လေးလုပ်ခဲ့လိုက်ပါနော်ကျမကတော့ Choose Her Power ဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်